ကျွန်ုပ်၏အမည်မှာအာဆက်ဘင်ယာမီနီဖြစ်ပါသည်ယခုအခါကျွန်ုပ်သည်အသက်53နှစ်ရှိပြီဖြစ်ပါသည်ကျွန်ုပ်သည်မတန်ဆွမ်းသူတဦးအဖြစ်ဂျေရုဆလင်မြို့အစ္စရေးနိုင်ငံတွင်နေထိုင်လျက်ရှိပါသည်ဤစာကိုကျွန်ုပ်ရေးသားခဲ့သည့်နေ့မှာ2026ခုနှစ်ဇန်နဝါရီလ8ရက်ကြာသပတေးနေ့ဖြစ်ပါသည်ကျွန်ုပ်သည်ဤစာကိုရေးသားရခြင်းမှာကျွန်ုပ်၏ဘဝအတွေ့အကြုံများနှင့်ကျွန်ုပ်ကဲ့သို့သောအခြားသူများ၏အခြေအနေများကိုမျှဝေလို၍ဖြစ်ပါသည်ကျွန်ုပ်၏စကားများသည်လူအများ၏စိတ်နှလုံးကိုထိမိစေပြီးအပြောင်းအလဲများဖြစ်ပေါ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်၏ဘဝသည်ရိုးရှင်းသောတောင်းဆိုမှုတစ်ခုကိုဖော်ပြနေပါသည်ယင်းမှာလူသားတိုင်းရသင့်ရထိုက်သည့်ဂုဏ်သိက္ခာရှိသောဘဝတစ်ခုကိုရှင်သန်ခွင့်ရရှိရန်ဖြစ်ပါသည်ဤတောင်းဆိုချက်သည်ကျွန်ုပ်တဦးရဲ့အတွက်သာမကဘဲကျွန်ုပ်ကဲ့သို့သောအခြားသူများအတွက်ပါရည်ရွယ်ပါသည်ကျွန်ုပ်သည်မတန်ဆွမ်းသူတဦးအနေဖြင့်နေ့စဉ်ဘဝတွင်ကြုံတွေ့ရသောစိန်ခေါ်မှုများကိုရင်ဆိုင်နေရပါသည်ဤစိန်ခေါ်မှုများသည်တခါတရံတွင်အလွန်ပင်ခက်ခဲပြီးစိတ်ပျက်စရာကောင်းလာပါသည်ကျွန်ုပ်၏ရည်ရွယ်ချက်မှာဤအခြေအနေများကိုလူအများသိရှိနားလည်စေရန်ဖြစ်ပါသည်ကျွန်ုပ်၏ဤစာသည်လူသားချင်းစာနာထောက်ထားမှုနှင့်ပံ့ပိုးကူညီမှုများပိုမိုရရှိစေရန်အတွက်ရည်ရွယ်ပါသည်ကျွန်ုပ်၏စကားများသည်အားနည်းသူများအတွက်အတန်တစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်တို့ကြုံတွေ့နေရသောအဓိကပြဿနာမှာအာဏာပိုင်များကအနည်းဆုံးဂုဏ်သိက္ခာရှိသောဘဝတစ်ခုကိုရှင်သန်ခွင့်ပြုရန်ညှင်းဆန်နေခြင်းပင်ဖြစ်ပါသည်ဤအခြေအနေသည်အစ္စရေးနိုင်ငံရှိမတန်ဆွမ်းသူများနှင့်အင်ဂျီမဲများအပေါ်တိုက်ရိုက်သက်ရောက်မှုရှိနေပါသည်ကျွန်ုပ်တို့၏နေ့စဉ်ဘဝသည်အလွန်ပင်ခက်ခဲပြီးရုန်းကန်နေရသောအခြေအနေတစ်ခုဖြစ်ပါသည်တခါတရံတွင်ဤအခြေအနေများသည်မခံမရက်နိုင်အောင်ပင်ဆိုးရွားလာပါသည်ကျွန်ုပ်တို့သည်နေ့စဉ်နှင့်အမျှအသက်ရှင်ရပ်တည်ရေးအတွက်ရုန်းကန်နေရပါသည်ဤအခြေအနေသည်လူအဖွဲ့အစည်း၏ပြစ်ပယ်မှုနှင့်လစ်လျူရှုမှုကိုပြင်းပြင်းထန်ထန်ထောက်ပြနေပါသည်ကျွန်ုပ်တို့သည်လူအဖွဲ့အစည်း၏အစိတ်ပိုင်းတစ်ခုဖြစ်တော်လဲလိုအပ်သောအကူအညီများကိုမရရှိဘဲရှိနေပါသည်ဤဒီမှာမတရားမှုတစ်ခုပင်ဖြစ်ပါသည်ကျွန်ုပ်တို့သည်လူသားချင်းစာနာထောက်ထားမှုနှင့်တရားမျှတမှုကိုလိုလားပါသည်ကျွန်ုပ်တို့၏အခြေအနေများသည်လူဖွဲ့စည်း၏အားနည်းချက်များကိုထင်ဟပ်ပြနေပါသည်ဤအခြေအနေများကိုပြောင်းလဲရန်လိုအပ်ပါသည်ကျွန်ုပ်တို့သည်ဂုဏ်သိက္ခာရှိစွာနေထိုင်ခွင့်ကိုတောင်းဆိုနေခြင်းဖြစ်ပါသည်ဤဒီမှာလူသားတိုင်းရသင့်ရထိုက်သောအခွင့်အရေးတစ်ခုဖြစ်ပါသည်ကျွန်ုပ်တို့၏အသံများကိုနားထောင်ပေးရန်တောင်းဆိုအပ်ပါသည်လူတဦး၏ကျန်းမာရေးအခြေအနေဆိုးရွားလာသည်နှင့်အမျှဘဝသည်ပိုမိုခက်ခဲလာပါသည်ကျန်းမာရေးချို့ယွင်းလာခြင်းနှင့်အတူငွေကြေးကုန်ကျစရိတ်များလည်းတိုးမြင့်လာပါသည်ဤဒီမှာကျွန်ုပ်ကိုယ်တိုင်ကြုံတွေ့နေရသောအခြေအနေတစ်ခုဖြစ်ပါသည်ကျန်းမာရေးအတွက်ကုန်ကျစရိတ်များသည်အလွန်ပင်များပြားလာပါသည်ဆေးကုသမှုများဆေးဝါးများစစ်ဆေးမှုများအထောက်အကူပြုပစ္စည်းများနှင့်ပံ့ပိုးမှုဝန်ဆောင်မှုများအတွက်ငွေကြေးများစွာလိုအပ်ပါသည်ဤကုန်ကျစရိတ်များသည်ကျွန်ုပ်၏ဘဝကိုပိုမိုဖိစီးစေပါသည်ဤအခြေအနေအတွက်ကြိုးကြောင်းစီရောသောဖြည့်ရှင်းနည်းများကိုမြည်သူမျှပေးအပ်ခြင်းမရှိသေးပါကျွန်ုပ်တို့သည်ဤပြဿနာများကိုတဦးတည်းရင်ဆိုင်နေရပါသည်ဤဒီမှာအလွန်ပင်စိတ်ပျက်စရာကောင်းလာပါသည်ဤဖြည့်ရှင်းနည်းများမရှိခြင်းကြောင့်မတန်ဆွမ်းသူများနှင့်အထီးကျန်သူများမှာအကြီးအကျယ်ထိခိုက်နစ်နာနေရပါသည်ကျွန်ုပ်တို့သည်နေ့စဉ်ဘဝတွင်အခက်အခဲများစွာနှင့်ရင်ဆိုင်နေရပါသည်ဤအခြေအနေကိုပြောင်းလဲရန်လိုအပ်ပါသည်ကျွန်ုပ်၏ကျန်းမာရေးအခြေအနေသည်နေ့စဉ်နှင့်အမျှဆိုးရွားလာနေပါသည်။ရင်းနှင့်အတူငွေကြေးဖိစီးမှုများလည်းတိုးလာနေပါသည်။ကျွန်ုပ်သည်ဤဝင်ထုတ်ဝင်ပိုးများကိုတဦးတည်းမထမ်းဆောင်နိုင်တော့ပါ။ဆေးဝါးပိုးများဆေးရုံစရိတ်များပြန်လည်ထူထောင်ရေးကုန်ကျစရိတ်များသည်ကျွန်ုပ်၏ဝင်ငွေထက်များစွာပိုမိုနေပါသည်။ကျွန်ုပ်သည်ဤကုန်ကျစရိတ်များကိုညီတို့မျှမတက်နိုင်တော့ပါဤဒီမှာကျွန်ုပ်၏ဘဝကိုပိုမိုဆိုးရွားစေပါသည်။ကျွန်ုပ်သည်အထောက်အကူပြုပစ္စည်းများလိုအပ်တော်လဲဝယ်ယူရန်ငွေကြေးမရှိပါရင်းတို့မရှိဘဲကျွန်ုပ်၏နေ့စဉ်ဘဝသည်ပိုမိုခက်ခဲလာပါသည်ကျွန်ုပ်သည်အခြားသူများ၏အကူအညီကိုလိုအပ်နေပါသည်ကျွန်ုပ်ကဲ့သို့သောမတန်ဆွမ်းသူများသည်လူဖွဲ့စည်း၏ပံ့ပိုးမှုကိုလိုအပ်ပါသည်သို့တော်လည်းကျွန်ုပ်တို့သည်လျှလျူရှုခြင်းကိုသာခံနေရပါသည်ဤဒီမှာမတရားမှုတစ်ခုပင်ဖြစ်ပါသည်ကျ
ကျွန်ုပ်တို့သည်ဂုဏ်သိက္ခာရှိစွာနေထိုင်ခွင့်ကိုတောင်းဆိုနေခြင်းဖြစ်ပါသည်ဤဒီမှာလူသားတိုင်းရသင့်ရထိုက်သောအခွင့်အရေးတစ်ခုဖြစ်ပါသည်ကျွန်ုပ်တို့၏အသံများကိုနားထောင်ပေးရန်တောင်းဆိုအပ်ပါသည်ကျွန်ုပ်သည်နှစ်ပေါင်းများစွာကြာအောင်ဖြစ်နိုင်သမျှအရင်းမြစ်တိုင်းသို့အတနာခံစာများတင်ပြခဲ့ပါသည်သို့တော်လည်းကျွန်ုပ်၏တောင်းဆိုမှုများသည်လျှို့ရှုမှုနေရန်ကြီးနှင့်သာရင်ဆိုင်ခဲ့ရပါသည်မြည်သူမျှကျွန်ုပ်၏အတန်ကိုနားထောင်ခြင်းမရှိခဲ့ပါတခါတရံတွင်ကျွန်ုပ်၏တောင်းဆိုမှုများသည်ရန်လိုမှုသို့မဟုတ်မကောင်းဆိုးဝါးဆန်သောတုံ့ပြန်မှုများနှင့်ပင်ကြုံတွေ့ခဲ့ရပါသည်ဤဒီမှာကျွန်ုပ်ကိုပုံမိုစိတ်ပြက်စေပြီးအထီးကျန်စေခဲ့ပါသည်ကျွန်ုပ်သည်အလွန်ပင်စိတ်တက်ကြခဲ့ရပါသည်ဤအခြေအနေသည်ကျွန်ုပ်၏စိတ်ပြတ်မှုနှင့်အထီးကျန်မှုကိုပုံမိုပေါ်လွင်စေပါသည်ကျွန်ုပ်သည်လူဖွဲ့စည်းမှပြစ်ပယ်ခံထားရသည်ဟုခံစားရပါသည်ဤဒီမှာအလွန်ပင်နာကျင်စရာကောင်းလာပါသည်ကျွန်ုပ်သည်အကူအညီကိုလိုအပ်နေတော်လဲမည်သူမျှကူညီခြင်းမရှိပါကျွန်ုပ်၏အတန်များသည်လေထဲတွင်ပျောက်ကွယ်သွားတဲ့ကဲ့သို့ဖြစ်နေပါသည်ဤဒီမှာအလွန်ပင်စိတ်ပြက်စရာကောင်းလာပါသည်ကျွန်ုပ်သည်လူသားချင်းစာနာထောက်ထားမှုကိုလိုလားပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏အစိတ်ပိုင်းတစ်ခုဖြစ်ပါသည်ကျွန်ုပ်၏အခွင့်အရေးများကိုလေးစားရန်တောင်းဆိုအပ်ပါသည်ကျွန်ုပ်၏တောင်းဆိုမှုများသည်ရိုးရှင်းပါသည်ကျွန်ုပ်သည်ဂုဏ်သိက္ခာရှိစွာနေထိုင်ခွင့်ကိုသာလိုလားပါသည်ဤဒီမှာလူသားတိုင်းရသင့်ရထိုက်သောအခွင့်အရေးတစ်ခုဖြစ်ပါသည်ကျွန်ုပ်သည်အာဏာပိုင်များ၏တာဝန်မဲ့မှုကိုပြင်းပြင်းထန်ထန်ရှုတ်ချပါသည်နင်းတို့သည်ကျွန်ုပ်ကဲ့သို့သောအားနည်းသူများကိုလျှို့ရှုခြင်းမပြုသင့်ပါနင်းတို့သည်ကျွန်ုပ်တို့၏အသံများကိုနားထောင်သင့်ပါသည်ကျွန်ုပ်သည်ဤအခြေအနေကိုပြောင်းလဲရန်တောင်းဆိုနေခြင်းဖြစ်ပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏ပံ့ပိုးမှုကိုလိုအပ်ပါသည်ကျွန်ုပ်၏အသံများသည်အားနည်းသူများအတွက်အသံတစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်၏တောင်းဆိုချက်သည်ရိုးရှင်းတော်လဲနှဆိုင်ပြီးလူသားဆန်သောတောင်းဆိုချက်တစ်ခုဖြစ်ပါသည်ကျွန်ုပ်သည်ပရဟိတအဖွဲ့အစည်းများအသင်းအဖွဲ့များသို့မဟုတ်ပုဂ္ဂလိကအဖွဲ့အစည်းများထံမှအချက်လက်များကိုရှာဖွေနေပါသည်ကျွန်ုပ်လိုလားသောအကူအညီမှာငွေကြေးထောက်ပံ့မှုများဖြစ်ပါသည်ဤထောက်ပံ့မှုများသည်ဖျားနာသူများမတန်ဆွမ်းသူများနှင့်အင်ဂျီမဲ့များအတွက်ရည်ရွယ်ပါသည်ဤသူများသည်ကျွန်ုပ်ကဲ့သို့ပင်အကူအညီကိုလိုအပ်နေကြပါသည်ဤကူညီ၏ရည်ရွယ်ချက်မှာဂုဏ်သိက္ခာရှိသောအခြေခံဘဝတစ်ခုကိုရှင်သန်နိုင်ရန်ဖြစ်ပါသည်ကျွန်ုပ်တို့သည်လူသားတိုင်းရသင့်ရထိုက်သောအခွင့်အရေးများကိုလိုလားပါသည်ဤဒီမှာကျွန်ုပ်တို့၏အဓိကတောင်းဆိုချက်ဖြစ်ပါသည်ကျွန်ုပ်သည်ဤတောင်းဆိုချက်ကိုအလေးနက်ထားတင်ပြပါသည်ကျွန်ုပ်သည်လူအဖွဲ့အစည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်၏အသံများသည်အားနည်းသူများအတွက်အသံတစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်ငွေကြေးထောက်ပံ့မှုများအပြင်အခြားသောအကူအညီများကိုလည်းလိုလားပါသည်ဥပမာအားဖြင့်ဆေးဝါးများအစားအသောက်များအဝတ်ထည်များနှင့်နေထိုင်ရန်နေရာများဖြစ်ပါသည်ဤအရာများသည်ကျွန်ုပ်တို့၏နေ့စဉ်ဘဝအတွက်မရှိမဖြစ်လိုအပ်ပါသည်ကျွန်ုပ်သည်ဤအကူအညီများကိုရရှိပါကကျွန်ုပ်၏ဘဝသည်ပုံမကောင်းမွန်လာမည်ဟုယုံကြည်ပါသည်ကျွန်ုပ်သည်ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်မည်ဖြစ်ပါသည်ဤဒီမှာကျွန်ုပ်၏အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ပါသည်ကျွန်ုပ်သည်ဤတောင်းဆိုချက်ကိုလူအများသိရှိစေရန်မျှဝေလိုပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏ကူညီပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်၏အသံများသည်အားနည်းသူများအတွက်အသံတစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်ဤတောင်းဆိုချက်ကိုအလေးနက်ထားတင်ပြပါသည်ကျွန်ုပ်သည်လူအဖွဲ့အစည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်၏အသံများသည်အားနည်းသူများအတွက်အသံတစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်အနှဲငယ်မျှသောအကူအညီပင်လျင်လူတဦး၏ဘဝကိုတိတိတတ်တာတိုးတက်ကောင်းမွန်စေနိုင်ပါသည်ဤဒီမှာကျွန်ုပ်၏ယုံကြည်ချက်ဖြစ်ပါသည်ကျွန်ုပ်တို့သည်အနှဲငယ်မျှသောအကူအညီကိုပင်လိုအပ်နေပါသည်ဤအကူအညီသည်မျှော်လင့်ချက်မဲ့နေသောအခြေအနေတွင်မျှော်လင့်ချက်ရောင်ခြည်ကိုပေးစွမ်းနိုင်ပါသည်ကျွန်ုပ်တို့သည်မျှော်လင့်ချက်ကိုလိုအပ်နေပါသည်မျှော်လင့်ချက်သည်ကျွန်ုပ်တို့ကိုဆက်လက်ရှင်သန်စေပါသည်ကျွန်ုပ်သည်အကူအညီပေးနိုင်သူများကိုအချက်လက်များလမ်းညွှန်မှုများသို့မဟုတ်အကူအညီများပေးအပ်ရန်တိုက်တွန်းပါသည်ကျွန်ုပ်တို့သည်လူအဖွဲ့အစည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်
ကျွန်ုပ်၏ကျေပြန့်သောသတင်းစကားမှာပုံမိုစာနာထောက်ထားမှုရှိပြီးပံ့ပိုးမှုပေးသောလူဖွဲ့စည်းတစ်ခုကိုလိုလားခြင်းပင်ဖြစ်ပါသည်ကျွန်ုပ်တို့သည်လူသားချင်းစာနာထောက်ထားမှုကိုလိုလားပါသည်ကျွန်ုပ်၏စကားများသည်အရေးတကြီးလိုအပ်နေသောခံစားချက်ဖြင့်ပဲ့တင်ထက်နေပါသည်ကျွန်ုပ်သည်ဤအခြေအနေကိုပြောင်းလဲရန်တောင်းဆိုနေခြင်းဖြစ်ပါသည်ကျွန်ုပ်၏အတန်များသည်အားနည်းသူများအတွက်အတန်တစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏အစိတ်ပိုင်းတစ်ခုဖြစ်ပါသည်ကျွန်ုပ်သည်ဂုဏ်သိက္ခာရှိစွာနေထိုင်ခွင့်ကိုလိုလားပါသည်ဤဒီမှာလူသားတိုင်းရသင့်ရထိုက်သောအခွင့်အရေးတစ်ခုဖြစ်ပါသည်ကျွန်ုပ်သည်ဤတောင်းဆိုချက်ကိုအလေးနက်ထားတင်ပြပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်၏အတန်များသည်အားနည်းသူများအတွက်အတန်တစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်ဤအခြေအနေကိုပြောင်းလဲရန်တောင်းဆိုနေခြင်းဖြစ်ပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်၏အတန်များသည်အားနည်းသူများအတွက်အတန်တစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်ဤတောင်းဆိုချက်ကိုအလေးနက်ထားတင်ပြပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်၏အတန်များသည်အားနည်းသူများအတွက်အတန်တစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်ဤစာကိုမေတ္တာဖြင့်နှုတ်ခွန်းဆက်တာပြီးမျှော်လင့်ချက်များစွာဖြင့်ရေးသားခဲ့ပါသည်ကျွန်ုပ်၏အဓိကသတင်းစကားမှာလူသားကုန်သိက္ခာနှင့်အားနည်းသောလူဦးရေအတွက်ပံ့ပိုးမှုပေးရန်တောင်းဆိုခြင်းပင်ဖြစ်ပါသည်ကျွန်ုပ်၏စကားများသည်လူအများ၏စိတ်နှလုံးကိုထိမိစေပြီးအပြောင်းအလဲများဖြစ်ပေါ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်သည်ဂုဏ်သိက္ခာရှိစွာနေထိုင်ခွင့်ကိုလိုလားပါသည်ဤဒီမှာလူသားတိုင်းရသင့်ရထိုက်သောအခွင့်အရေးတစ်ခုဖြစ်ပါသည်ကျွန်ုပ်၏အတန်များသည်အားနည်းသူများအတွက်အတန်တစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်ကျွန်ုပ်သည်ဤတောင်းဆိုချက်ကိုအလေးနက်ထားတင်ပြပါသည်ကျွန်ုပ်သည်လူဖွဲ့စည်း၏ပံ့ပိုးမှုကိုလိုအပ်နေပါသည်ကျွန်ုပ်၏အတန်များသည်အားနည်းသူများအတွက်အတန်တစ်ခုဖြစ်လာစေရန်မျှော်လင့်ပါသည်